ဒါကြတော့လေနနာတို့ဒါနှစ်တော့ကြာပြီပေါ့နော်2022ဒီ2000လောက်ကပေါ့နော်နာရဲ့အကူနဲ့တူတူဒါရေလင်းကြောက်တန်းသွားတာပေါ့နော်ဘိန်းနာဆိုရင်ဒါနနာအကူပေါ့နော်သူကဒီစားမဲ့တောက်မယ်ဆိုပြီးတော့တငယ်ချင်းတွေဒီဘက်ကခလေးတို့ဝိုင်းပြောနေတာပေါ့နော်ဒီဟာဆိုလို့ရှိရင်ဒါနနာတို့ရဲ့အမှတ်တရလေးပေါ့နော်နာတို့ကကြတော့လေဒီတိရစ္ဆာန်လေးတွေကိုအရင်ချစ်တဲ့ထဲမှာပါတယ်ပေါ့နော်ဒါကကြတော့နနာရဲ့ညီမလေးပေါ့နော်အေရှညီမလေးနဲ့တွေ့ရိုက်ထားတာဒါကကြတော့နာပဲများနေတာပေါ့နော်အခုလာမဲ့ပုံကကြတော့ဒါ2025ပေါ့နော်အခုစင်ကာပူကပြန်လာပြီးတော့နနာတို့နဲ့တူတူဒါမုတ်ပြန်စားတာပေါ့နော်အခုကကြတော့ဒီစင်ကာပူနဲ့ရန်ကုန်နဲ့ဟိုအလုပ်ကိစ္စနဲ့သွားတယ်လာတယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူအားတဲ့အချိန်လေးကိုနနာတို့တူတူမုတ်စားထားတာလေးကိုဒါနနာဘလော့ပြိတ်ထားတာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်